အေယာဝတီမှာရုပ်ထုကိုရန်ကုန်ဖလိုင်တာယာမှာထားရှိမယ်ဒါကတော့ LGBT မြန်မာဘက်ကပြောကြားလိုက်တဲ့စကားကြောင့်ပရိသတ်တွေကြားမှာအကြီးအကျယ်ကြရက်ရိုက်သွားခဲ့ရပါပြီဒီနေ့ဇန်နဝါရီ24ရက်မှာအေယာဝတီမှာခေါ်ကိုတင်ဇော်ထွေးကိုမဲဆောက်မှာမိတကယူပြီးစီးခဲ့ပြီးထိုင်းရဲတပ်ဖွဲ့ကလည်းတန်တရားရှိသူ2ဦးကိုအသေးအတန်လိုက်လံရှာဖွေနေချိန်မှာဒီသတင်းထပ်ပေါ်လာတာပါဒီရုပ်ထုကိစ္စနဲ့ပတ်သက်ပြီးပြည်သူအများစုကတော့လူသက်မှုအတွက်စိတ်မကောင်းဖြစ်ရတာမှန်ပေမယ့်နိုင်ငံနဲ့လူမျိုးအတွက်ကြီးမားတဲ့တမိုင်းဝင်အကျိုးပြုခဲ့တာမျိုးမဟုတ်ပဲရုပ်ထုထားမယ်ဆိုတာကတော့မထစ်တင်ဘူးမလို့အပ်ဘူးဆိုပြီးဝေဖန်မှုတွေမြင့်တက်နေပါတယ်မိတ်ဆွေတို့တော့ဒီရုပ်ထုကိစ္စအပေါ်ဘယ်လိုမြင်ကြလဲတကယ်တော့လူအပ်ရဲ့လားဆိုတာကောင်းမှန်မှာဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါဦးနော်နောက်ဆုံးရသတင်းတွေအတွက် channel အသစ်လေးကို follow လုပ်ထားပေးကြပါနော်အားလုံးကိုကျေးဇူးတင်ပါတယ်